အားလုံးပဲမင်္ဂလာပါ Just Vlog Channel မှာကြိုဆိုပါရစေဒီပေးရမှာတော့ညီမ Ultimate လေးချက်စားပြပါတယ်ဒါလေးကိုပြန်လည်မျှဝေပေးထားတာပါ Ultimate ချက်ဖို့အတွက်စံလီလုံးအသုံးပြုထားပါတယ်အုံနို့ကိုနို့စီဘူး၃ဘူးရေ၄ဘူးထည့်ထားတာလေးကိုရောပြီးတော့ထည့်ပြပါမယ်နောက်ပြီးရင်စီကသမင်းစားစွန်း၃စွန်းထည့်ပြီးတော့တကြားတစ်စွန်းစားတော့စွန်းတော့ထည့်ပါတယ်စစ်သွင်းရေးရှလုံးကိုအသုံးပြုထားပါတယ်။ပုံထမင်းကချက်သွားရင်မှတက်တဲ့သဘောရှိလို့ပေါင်းတက်ခင်မှာတစ်ခါလောက်တော့မှုပေးပြီးတော့စမ်းချီနေလေးကြည့်ပေးပါ။မိုင်းစမအရင်နည်းနည်းလေးထည့်ပါမယ်။ကတော့ပိုတီချင်းတော့မှဖြစ်တဲ့အတွက်စီချက်လေးချက်နေရပါ။ငါတော့အုံထမင်းကိုပိုတီချင်းတော့လေးနဲ့ဆွဲစားတာကိုပိုပြီးသဘောကျပါတယ်။စတားကိုလည်းစတားဟင်းထက်စတားပြုတ်ကျော်လေးလုပ်ဖို့အတွက်စဉ်းစားထားပါတယ်။ဒီလိုပိုတီချင်းနဲ့တော့လေးဖြစ်သွားရတဲ့ကြရက်လေးကိုတော့ညီမဗီဒီယိုနောက်ဆုံးလေးမှထည့်ပေးထားပါတယ်။ပိုတီချင်းတော့ရင်တော့ဘာမှတော့သိမလို့ပေါ့နော်။ဒီပဲရဲ့စီကျဲရဲ့ကိုကအဆက်ကြိုက်တယ်ဆိုရင်မျိုးဒီစိမ့်လေးထည့်ဖို့နော်။နောက်ပြီးရင်ချိုမုံစားထည့်ပြီးတော့တုံးလိုက်ရပါပြီ။ဘာမှတူမျိုးအပါပေါ့။ကိုကတော့အွန်ထမင်းနဲ့စားဖို့အတွက်စတားပြုတ်ကျော်လေးလုပ်ပါမယ်။စတားတွေကိုပိတ်ငပြားရေးစမင်းစားတကြားထည့်ပြီးတော့တမအောင်နေပါမယ်။အသားလေးကိုမူမူအေးအေးဖြစ်ရှင်တဲ့အတွက်တမန်ဒီတစ်လုံးကိုထည့်ပြီးတော့15မိနစ်လောက်ထားပါမယ်။နှက်ပြီးမှချက်ပေးပါ။15မိနစ်လောက်နှက်ပြီးသွားပြီဆိုရင်တော့ရေအနေငယ်လေးထည့်ပြီးတော့မိဖို့ပေါ်မှာချက်ပါမယ်။မိနစ်ကတော့မိနစ်30လောက်ပေါ့နော်ကိုကျဲတားဝဲအနေထားကြည့်ပြီးမိနစ်30လောက်ဆိုရင်တော့ချက်ပါပြီပြန်ပြီးတော့ညီမကချက်သားလေးတွေကိုပြန်ကြော်ပါတယ်အဲ့လိုကြော်တဲ့အခါကျတော့အပေါ်ရန်ကကွာတင်းတင်းလေးနဲ့အထည်တွေကအသားအေးလေးဖြစ်သွားတဲ့အတွက်ပို့ပြီးတော့စားကောင်းပါတယ်အုတ်ထမင်းနဲ့လည်းပို့လိုက်ပတ်ပြီးတော့အုတ်ထမင်းအရသာကိုလည်းပို့ပေါ်လေးစီရပေါ့နော်ချက်သားရင်းနဲ့ဆိုင်ရင်တော့ညီမစိတ်ထဲမှာကွာအုံသမီးရတာကလည်းပြုတ်သွားတယ်လို့ခံစားရတယ်ပေါ့အဲဒီအတွက်ကြောင့်ညီမစတားပြကြိုလေးကိုရွေးချယ်ရ